မင်္ဂလာပါရှင်လိုက်စာတီဗီရဲ့ပတ်စင်စနေညမှာထုတ်လွှင့်နေတဲ့သတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယနေ့ညတင်ဆက်ပေးတော့မယ့်သတင်းတွေကတော့အမတ်စင်30တူနာပြုတင်တန်းကြောင်းစင်ပွဲပြုလုပ်တဲ့သတင်းနဲ့တရုတ်ပြည်ဝင်ဂိမ်းများကိုကိုဗစ်အခြေအနေကြောင့်ပိတ်ထားတဲ့အတွက်ကုန်စည်များကြန့်ကြာနေတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါရရှင်။ကျွန်မအခုမှကြဆင်ပါရှင်။ကဲအိုဆိုရဖွင့်လက်တဲ့အမတ်စင်30တူနာပြုတင်သားစင်ပွဲခန္ဓာကိုဧပြီလ9ရက်နေ့ဗဟိုကျမ်းမာရေးဌာနဝန်ကျခမမှာပြုလုပ်ပါတယ်။တင်တန်းစင်ပေးကပင်ခံယူဖို့အရေးချင်းပြည့်မီတဲ့တူနာပြုများကို Professorလက်ခရီခွန်နူမာအကျင့်စာရိတ္တကောင်းမွန်ပြီးပြည်သူများရဲ့ကျန်းမာရေးစောင့်ရှောက်ရေးကဏ္ဍမှာဘလို့ပါဝင်ဆောင်ရွက်ကြမယ်ဆိုတာနဲ့ပတ်သက်ပြီးလေ့လာကြဖို့နဲ့လက်တွေ့မှာပုံမကောင်းမွန်အောင်စ조사ဆောင်ရွက်ကြဖို့တာဝန်ပေးပြောကြားပါတယ်။၎င်းနောက်ဒေါက်တာလဖိုင်ဘုတ်နော်မှခေါင်းဆောင်ချင်းမြင့်ချင်းနဲ့ဂျူဒီကုတ်စင်မြန်းချင်းအစီအစဉ်ကိုလှုပ်ဆောင်ပြီးတူနာပြုများလိုက်နာရမည်ဂတိကဝတ်ခံယူခြင်းအစီအစဉ်များကိုပြုလုပ်ကြပါတယ်။ထို့နောက်ဒူးချွန်တဲ့ကျောင်းသားများကိုဆုချင်းမြင့်ချင်းဘာသာရဲ့အလိုက်နီးပြများကိုလက်ဆောင်ချင်းမြင့်ချင်းများပြုလုပ်ခဲ့ပါတယ်။အမတ်စင်30တူနာပြုတင်တန်းကို2021ဇွန်လ10ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ပြီးတူနာပြုဆိုင်ရာတာမကနင်္ဂမုံမစာကချင်စာပေနဲ့အခြားဘာသာရဲ့များကိုတင်ကြားပို့ချတာဖြစ်ကြောင်းကိုလည်းသိရပါတယ်။ယခုအမတ်စင်30တူနာပြုတင်တန်းစင်အလုံးစုစုပေါင်း368ရောက်ရှိကြောင်းကိုလည်းသိရပါတယ်ရှင်။တရုတ်ပြည်ဝင်ဂိတ်တွေဖြစ်တဲ့မိုင်ဂျာယာနဲ့လွယ်ကျဲရှမ်းမြောက်ပိုင်းမူဆယ်အဝင်ဂိတ်တွေမှာတရုတ်ပြည်COVID-19 ရောဂါအခြေအနေကြောင့်ပိတ်ထားတဲ့အတွက်မြန်မာပြည်ဘက်မှကုန်ပစ္စည်းဖြစ်ကြတဲ့ကြံငရုတ်တီနဲ့အခြားသောကုန်ပစ္စည်းများကြန့်ကြာနေတာဟာရက်တပတ်လောက်ကြာမြင့်နေပြီဖြစ်ပါတယ်။ကြံစိုက်ခင်းအများပြားဟာဆိုရင်ခုအချိန်မခုတ်နိုင်တဲ့အတွက်ပွင့်နေကအလေးချိန်ရော့ပြီးဆုံးရှုံးတာတွေဟာများနေပြီလို့ကြံစိုက်တောင်သူတယောက်ကပြောပါတယ်။အခုတင်ထားတဲ့ကြံကားတွေကိုလည်းကုမ္ပဏီမှဝယ်မဝယ်ကိုအတိအကျမသိရသေးတာမကမနစ်ကဈေးတိုင်းရမရကိုလည်းမသိရသေးဘူးလို့ပြောပါတယ်။နေဆက်ဒေတာတစ်လျှောက်နေထိုင်တဲ့ပြည်သူများဟာဆိုရင်ကြံစိုက်ခင်းတွေနဲ့ရာသီပေါ်တီးနှံတွေကိုတရုတ်ကုမ္ပဏီများနဲ့ကတိကူပြုကစိုက်ပျိုးအသက်မွေးဝမ်းကြောင်းပြုနေတဲ့သူတွေဖြစ်တဲ့အတွက်မစ္စတာစုအကြက်အသေးနဲ့ရင်ဆိုင်ကြရမှာကိုစိုးရိမ်နေကြကြောင်းလည်းသိရပါတယ်ရှင်။လိုက်စာတီဗီရဲ့ဗမာတိုင်းသားဘာသာဖြစ်တဲ့တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုနားဆင်သူပရိသတ်ပေါင်းကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။